မေတ္တာတဲ့အားကောင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးဟာလည်းအလွန်ငြိမ်သက်တယ်အလွန်မွန်မြတ်တယ်သူ့ကိုမကောင်းကြံတဲ့သူသားနဲ့သူ့ရဲ့ငြိမ်သက်မှုမွန်မြတ်မှုကပဲသူ့ကိုဒုက္ခမရအောင်ကာကွယ်ပြီးဟိုလူကတော့သူ့စေတနာနဲ့သူသွားတာပဲဒီသဘောကိုပြောတာနော်ပြီးတော့ဘုန်းဘုန်းတို့မေတ္တာပွားဖို့အတွက်စိတ်အားထက်သန်သေးဖို့မဖြစ်မနေခေါင်းထဲမှာမေတ္တာရဲ့အကျိုးကိုနားလည်ထားဖို့လိုတယ်ဒီမေတ္တာကိုအာယုံပြုတ်လိုက်တာနဲ့အာယုံမပြုတ်ခင်ကလှုပ်လက်ခတ်နေတဲ့စိတ်ဟာမြန်မြန်ဆန်းဆန်းငြိမ်ကျသွားတယ်နော်စိတ်ကိုမီးကိုရေနဲ့နှိမ့်လိုက်တယ်လို့မျိုးတခါတည်းနိုင်တဲ့နော်အလေးအကျင့်ဟာမေတ္တာအလေးအကျင့်ပဲနော်ကျန်တဲ့ကမ္မထံကိုမြတ်စွာဘုရားအဲ့လိုဟောတာဘုံဘုံသိပြီးတော့မတွေ့ဘူးဟုတ်လားမေတ္တာဓာတ်ဟာစိတ်ကိုပါတော့အလွန်မှမြန်မြန်ဆန်းဆန်းငြိမ်သက်စေတယ်အဲ့ဒီအကျိုးကျေးဇူးကိုဘုံဘုံတို့ရကျင်နေဆိုရင်မေတ္တာပွားရမှာချုပ်ပြောရတာရှိတယ်လေတပည့်တော်တို့တရားထုတ်ရင်စိတ်တွေကပြန့်လွင့်နေတာပဲမငြိမ်ဘူးလို့ပြောကြတာရှိတယ်ဒီနည်းလေးနဲ့မလုပ်ကြည့်တဲ့နော်စမ်းကြည့်တဲ့နဲ့ဟုတ်လားမေတ္တာတရားပွားများပြီးတော့တည်ငြိမ်တဲ့စိတ်ရှိပြီးဆိုတော့မှယုံနိုင်ရဲ့အပေါ်မှာနားလည်မှုရှိအောင်ဥတည်ပြီးတော့ပြောင်းလဲပြီးတော့ဘုံဘုံတို့အသိဉာဏ်ပညာစိုက်မယ်ဆိုလို့ရှိရင်နော်လူရာခီးကိုလွယ်လွယ်နဲ့ရောက်သွားနိုင်တာလည်းရှိမယ်ပေါ့ဟုတ်လားဒါကြောင့်ဒီတုဒ္ဒစိတ်တံတမာရီရဲ့ဒီစိတ်ကိုမြန်စွာတည်ငြိမ်စေတယ်ဆိုတဲ့မေတ္တာရဲ့အကျိုးအန္တိတင်ရလည်းပဲနော်မျက်နှိုးစရာကောင်းတဲ့အကျိုးအန္တိတင်တစ်ခုပေါ့နော်အိမ်လိုချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လုံနဲ့စောင့်လက်နှံ့များစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တီရွှင်ကြည်မျက်နာရွှင်ကြည်မျက်နာမုခဝန္နောဝိပ္ပတိရတိမေတ္တာဓာတ်အားကောင်းတဲ့ပုဂ္ဂိုလ်ရဲ့မျက်နာဟာကြည်လင်တယ်ပန့်ရှင်းတယ်မြင်ရတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးကိုငြိမ်အေးစေတယ်လှတာအိုတာနဲ့မဆိုင်ဘူးဟုတ်လားဒီနေရာမှာဘုံဘုံတို့မေတ္တာရဲ့စွမ်းအင်ကနောက်ဘဝလူဖြစ်เสียရှိလို့လူဖြစ်မယ်ဆိုရင်လည်းပဲအလုံးဝမြင်ရတဲ့လူရဲ့စိတ်နှလုံးကိုချမ်းသာသွားစေတဲ့ရုပ်ရည်မျိုးကိုဖန်တီးနိုင်တယ်